အုံးသီးတစ်လုံးကိုခွဲလိုက်တဲ့အခါတချို့အုံးသီးအလုံးထဲမှာအဖြူရောင်ရေမြုပ်ဘောအုံးကြီးတစ်လုံးတွေ့ဦးကြလိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒါကိုအုံးပင်ပေါက်လို့ခေါ်ပြီးတချို့တွေလည်းအုံးပေါင်မုံလို့ခေါ်ကြပါတယ်။အဲ့ဒါဟာရင့်မဲ့နေတဲ့အုံးသီးတစ်လုံးကအပင်တစ်နောက်တစ်ခုစတင်ပေါက်တော့မဲ့အခါရင့်မဲ့တဲ့အုံးသီးအတွင်းတဘာဝအတိုင်းဖြစ်ပေါ်လာပါတယ်။အထဲမှာချုံမြိန်တဲ့အုံးကြီးကဒီနူးညံ့ပြီးဖောင်းကြွနေတဲ့ဘောလုံးကွမ်းအဖြစ်ပြောင်းလဲသွားပါတယ်။သူ့သားကပေါ့ပါပြီးရေမြုပ်လိုပါပဲ။ပေါင်မုံတစ်ချက်ဒါမှမဟုတ်ကွမ်းချိုချင်လို့ပြောရင်လည်းမမားပါဘူး။ဒီအုံးပင်ပေါက်ဟာတဘာဝအတိုင်းဖြစ်ပေါ်လာတာပါ။အုံးပင်ပေါက်ကိုကိုက်လိုက်တဲ့အခါအုံးသီးရတာအနှဲငယ်ရှိပြီးချုံမြိန်တဲ့အရသာရှိပါတယ်။တချို့ကမတ်မေလိုနဲ့ရေမြုပ်ကိတ်ရောထားတဲ့အရသာလို့ပြောကြပါတယ်။အသက်ရှင်နိုင်သောတဏ္ဍာရှိပြီးရင့်မဲ့တဲ့အုံးသီးများသာအုံးပင်ပေါက်ပါတယ်။ရင့်မဲ့ခြင်းမရှိသောအိုမင်းနေသောဒါမှမဟုတ်ပျက်စီးနေတဲ့အုံးသီးများဟာအုံးပင်မပေါက်နိုင်ပါဘူး။အပူဆိုတတ်တဲ့အချိန်ကဲ့သို့သောပတ်ဝန်းကျင်ခြေအနေများလည်းအပင်ပေါက်ခြင်းကိုတက်ရောက်မှုရှိပါတယ်။ကျောင်းတို့ကိုယ်တိုင်ပြုလုပ်နိုင်ပါသလားလို့မေးခွန်းရှိကြလိမ့်မယ်လို့ထင်ပါတယ်။အဖြေကတော့ရပါတယ်။ပထမဦးဆုံးရင့်မဲ့ပြီးကျန်းမာတဲ့အုံးသီးကိုရွေးချယ်ပါ။နှွေးထွေးပြီးဆူဆွတ်တဲ့နေရာဒါမှမဟုတ်နေရောင်ခြည်ရမကျရောက်တဲ့နေရာမှာထားရှိပါ။စိတ်ရှည်ဆောင်ဆိုင်ပါအုံးပင်ပေါက်ဖို့ရက်တစ်ပတ်မှလက်ပေါင်းများစွာကြာနိုင်ပါတယ်။အုံးပင်ပေါက်များဟာအုံးပင်များရင့်မေ့လာတဲ့အခါအုံးရည်နဲ့အသားကိုစုပ်ယူစားသုံးကပျော့ပြောင်းပြီးအာဟာရတက်ကြွယ်ဝတဲ့အုံးပင်ပေါက်ဖြစ်ဖောင်းကျော်လာပါတယ်